breakfast အတွက်ကိုကြာစံလေးကြော်စားမှာဖြစ်ပါတယ်ကြာစံကြော်စားဖို့အတွက်ကော်ပီလေးရယ်ပဲသီးလေးရယ်နောက်ပြီးတော့မုံလာဥလေးရယ်ကိုခုလိုပါလေးလုပ်ထားပါတယ်နော်ကြာစံချောက်ကိုနိုင်ဝက်ခန့်ရေစိမ်ထားပါတယ်ပြီးရင်တော့ရေစစ်ပါမယ်ခုနအသီးရွက်တွေကိုဆေးပါမယ်ဘဲဥလေးတစ်လုံးကိုစီဆူအောင်တည်ပြီးအကြည့်ကြော်ထားလိုက်ပါမယ်ဘဲဥလေးတစ်လုံးကိုခုလိုမျိုးကြည့်လေးကြော်ထားလိုက်ပါမယ်ပြီးရင်တော့ဆက်ထားလိုက်ပါမယ်ဘဲဥလေးကိုခုလိုမျိုးအကြည့်ကြော်ထားပါမယ်ပြီးရင်တော့စီဆက်ထားလိုက်ပါမယ်ပြီးရင်တော့ကြက်သွန်မြူလေးတွေကိုပါလှီးပြီးတော့ခုနစီတွေကိုထည့်ပြီးတော့ကြော်ပါဘဲဥကြော်ထားတဲ့ထဲကိုကြက်သွန်ဖြူလေးစီဆက်ပြီးထည့်ထားပါတယ်ဘဲဥကြော်စီတွေကိုကြက်သွန်ဖြူလေးထည့်စီတက်တာဖြစ်တဲ့အတွက်မှုေးလာပါပြီကဲခုနရေးဆေးထားတဲ့အသီးရွက်ကလေးတွေကိုထည့်လိုက်ပါမယ်အသီးရွက်ကတော့နည်းနည်းများပါတယ်ကြာစံတော့လောက်နေထားပါဒီရဲ့ကြာစံလေးကိုကြော်စားပါတယ်အသီးရွက်ကတော့များနေပါတယ်အသီးရွက်လေးထဲနှံ့မှွေပြီးဆိုရင်တော့ဖုံးလေးအုပ်ပြီးတော့အသီးရွက်လေးနူးအောင်ခဏထားပေးပါမယ်နော်အသီးရွက်လေးလည်းနူးဤလာပါပြီအဲ့တော့ခုနကတော့ရေဆေးပြီးတော့ရေစစ်ထားတဲ့ကြာစံလေးတွေကိုထည့်ချလိုက်ပါမယ်ရတာအတွက်ပဲငယ်ပြားအနည်းငယ်စားအချိုမှုန့်ထည့်ပါမယ်ငရုတ်ကောင်းချင်းငရုတ်ကောင်းထည့်လို့ရပါတယ်ပူမွှေးပါတယ်ရတာလည်းထည့်ပြီးသွားပြီဆိုရင်တော့နှံ့အောင်မှုန့်ပေးပါမယ်ဒီနေရာမှာခဏမီးပိတ်ထားပါမယ်ရှင်နှံ့အောင်မှုန့်ပြီးတော့မှမီးပြန်ဖွင့်ပါမယ်နော်အဲ့ဒါကြာစံနေကတ်သွားမှဆိုလို့ပါရတာတွေမှုန့်တာနှံ့ပါပါရှင်အဲ့တော့မီးပြန်ဖွင့်ပြီးတော့တစ်ခါပြန်မှုပါမယ်ခုနကြော်ထားတဲ့ကြက်ဥဘဲဥလေးကိုပေါ်ဖြူပေးပါမယ်ကဲခုလိုဖြူပြီးသွားပြီဆိုလို့ရှိရင်တော့နှံ့အောင်ပေချာလေးထပ်မှုပေးပါမယ်ဒါတော့အကုန်ကြမများတဲ့မနက်စာ breakfast လေးဖြစ်ပါတယ်ဒီထဲမှာကော်ပီလေးရယ်ဥနီလေးရယ်ပဲသီးလေးရယ်ကိုအမြဲတမ်းကျွန်မဝယ်ထားပါတယ်ဒီကြာစံလေးတစ်ထုပ်ခောက်ဆွဲကြောက်လေးတစ်ထုပ်လည်းဝယ်ထားပါတယ်လက်ပြီးခောက်ဆွဲလေးရွှေခောက်ဆွဲပါပြီးရင်ဒီနေ့လေး breakfast ဆန်လေးရပါတယ်ရှင်ဒီဖွင့်ပြီးနှံ့မှွေပြီးပါဆိုရင်တော့အနံလေးကိုမှုေးနေတဲ့အိမ်ကျော်ကြာစံကျော်လေးတစ်ခွက်ရသွားပါပြီဆွမ်းတော့ကပ်ပါမယ်ပြီးရင်ဖေစားဖို့ဥဖဲ့ပြီးတော့ဝါးရီဆွဲပါရမယ်ရှင်ကြည့်ရှုအားပေးမှုအတွက်ကျေးဇူးတင်ပါတယ်နော်ဆင်ပြေကြပါလိမ့်ရှင်